အားလုံးပဲမင်္ဂလာပါရှင်2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့တရင်ရုပ်တန်လေးကိုနားဆင်နေရတာဖြစ်ပါတယ်လာရှိုးတက်တူကြီးပြန်ဖွဲ့မဲ့တရင်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းပေါ့နော်2ရက်3ရက်လောက်အတွင်းမှာတော့လာရှိုးမှာပဲတခုခုဖြစ်တော့မှာလို့နော်ကိုကနေပဲချက်ချင်းစစ်ပြင်းစင်နေတယ်လို့ပေါ့နော်ဒါမျိုးသတင်းတွေအများကြီးထွက်ခဲ့တယ်ဒီကနေ့မှာတော့အဖြေကရှင်းသွားပြီပေါ့နော်မကြခင်ဒါလာမယ့်နိုဝင်ဘာလ24ရက်မှာဒါလာရှိုးတက်တူကြီးစတင်ပြီးတော့ပြန်လည်ပြီးတော့ဖွင့်လှစ်မယ်ဆိုတဲ့သတင်းလေးကိုဒီကနေ့မျှဝေလာကြတာဖြစ်ပါတယ်အဲ့တော့တေချာပေါက်လာရှိုးတက်ဆိုပြီးပြန်ဖွင့်မယ်ဆိုတော့ဒီတိုင်းကတော့အစိုးရတရက်ကတော့ဒီတိုင်းကြီးပေါ့နော်နေမြေဒေသမအေးချမ်းမတည်ငြိမ်ဘဲနဲ့ဒီတိုင်းတက်တော်ကြီးတော့ပြန်ဖွင့်မှာမဟုတ်ဘူးကျမတို့ဒီစစ်ပွဲတွေဖြစ်ခဲ့တဲ့နောင်ချိုတို့တီဘောတို့ကြောင်မဲတို့အဲ့ဒီဒေတာတွေမှာတော့မှအကြောင်းတွေပြန်ဖွင့်မယ်ဆိုရင်တခြားလေးနေမီစိုးမိုးရေးတခြားလေးဆောင်ရွက်တယ်ပြီးတော့အဲ့ဒီမှာဒါဒီအကြမ်းဖက်သမားတွေထောင်ခဲ့တဲ့မိုင်းတွေရှိမရှိဒါလေးတခြားလေးစစ်ဆေးတယ်ပြီးတော့မှစိတ်ချရပြီးတိကျပြီးဆိုမှအကြောင်းတွေစတင်ကြောင်းတွေဖွင့်တာတွေပြီးရင်ဒီပေါ့နော်ဒီစိတ်ယုံစေကန်တွေပြန်လဲဖွင့်လက်တာဒါမျိုးတွေဆောင်ရွက်တာပေါ့အဲ့တော့လာရှိုးမှာလည်းအခုတက်တူကြီးပြန်ဖွင့်မယ်ဆိုတော့လာရှိုးနဲ့ပတ်သက်ပြီးတော့ဒါသို့လောထွက်နေတဲ့သတင်းတွေအားလုံးအခြေပြပြီးသားဖြစ်သွားတာပေါ့နော်အဲ့တော့လာရှိုးမှာနေနေတဲ့ဒေသခံတွေအနေနဲ့အေးစစ်စစ်နေထိုင်လို့ရတယ်ဆိုတော့message တစ်ခုလည်းရလာတဲ့သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်သတင်းအပြည့်စုံလေးကိုဖတ်ပြပေးချင်ပါတယ်2025-2026ပညာသင်နှစ်နေ့တင်တန်းများအားလုံးဘာသာစုံအတန်းစုံဖွင့်သားမှာဖြစ်တဲ့အပြင်အကြောင်းဝင်ခွင့်မှတ်ပုံတင်ခြင်းကိုလည်းနိုဝင်ဘာလ18ရက်နေ့ကစတင်ဆောင်ရွက်ပေးနေပြီဖြစ်ပြီးတော့လာရှိုးတက်တူပြန်လည်ဖွင့်လှစ်မဲ့ဖွင့်ပွဲအခမ်းအနားကိုလည်းနိုဝင်ဘာလ24ရက်နေ့မှာကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်တဲ့နှစ်အတန်ကြာတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ရှမ်းမြောက်ဒေသလာရှိုးမြို့ကိုတမတော်ကပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်ပညာရေးကျန်းမာရေးအစရှိတဲ့ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေကိုဒါအဆင့်လိုက်စီမံချက်တွေဆောင်ရွက်ပေးနေခြင်းလည်းဖြစ်ပါတယ်ဆိုပြီးတော့ဒါသတင်းဓာတ်ပုံလေးတွေနဲ့တင်ဆက်လာကြတာဖြစ်ပါတယ်ဒီနေ့ကတော့20ရက်တောင်ရပြီဆိုတော့ဒါအကြောင်းဝင်ခွင့်လက်ခံဆောင်ရွက်နေရတာ3ရက်တောင်ရှိသွားပြီပေါ့နော်အဲ့တော့24ရက်နေ့ကြာရင်လေလာရှိုးတက္ကသိုလ်ကြီးဖွင့်တဲ့ဖွင့်ပွဲနေ့ပုံရိပ်လေးတွေလည်းကျမတို့သတင်းဓာတ်ပုံလေးရတယ်ဆိုရင်တော့ကျမတို့ရဲ့ Telegram Channel လေးမှာလည်းတင်ပေးပါမယ်အဲ့တော့လာရှိုးနဲ့ပတ်သက်ပြီးတော့ဒိုလောဖြစ်နေတဲ့သတင်းတွေကတော့အားလုံးဒါဒီသတင်းတစ်ပုဒ်ထဲနဲ့တင်ပျောက်ပြတ်သွားလောက်ပြီလို့တော့ထင်ပါတယ်နောက်တစ်ခုကကျတော့ဒီမနေ့ကတော့ပေါ့နော်မနေ့ကတော့ကျွန်မဒီ smooth ပကံဘက်ကsmooth ပကံဘက်မှာပေါ့နော်ဒီအကျန်းဖတ်သမားတွေတင်မဲ့ရုပ်ရှင်ရောအကြောင်းလေးနဲ့ပတ်သက်ပြီးတော့သတင်းရုပ်သံလေးပြောလိုက်တယ်ပေါ့နော်ပြောလိုက်တော့ခါကျတော့အဲ့မှာဟိုထိုင်းနိုင်ငံမှာအလုတ်သွားနေတဲ့လူတွေအလုတ်သမားကတသက်ပေါ့နော်အလုတ်သွားနေရင်းနဲ့မှအလုတ်လုတ်သွားနေရင်းနဲ့မှအဲ့ထိုင်းနိုင်ငံမှာကျွန်ခံနေတဲ့သူတွေကတသက်အလုတ်သမားတွေအားလုံးကိုကျွန်မကြုံလို့မဆိုလို့နော်ဒါပေမဲ့ထိုင်းနိုင်ငံမှာနေပြီးတော့ကိုယ့်ရဲ့မွေးရမြေကိုသက်စာဖောက်နေတဲ့ကျွန်စိတ်တက်နဲ့ကျွန်တပေါက်တွေကကျမ channel ကျမရဲ့ TikTok account မှာ comment မှာလာပြီးတောက်လျှောက်ဆဲတယ်ဒီဇက်ကားကိုအပြတ်မှာပဲပေါ့ပြီးတော့ဗာလဲထိုင်းနိုင်ငံကဟိုဟာတွေကအာနာမထေဘူးထိုင်းကမြန်မာနိုင်ငံထက်တော့ပို့ပြီးတော့အာနာသိမ်းသေးရနော်မြန်မာနိုင်ငံထက်တော့အာနာသိမ်းတဲ့အချိန်ပိုများသေးတယ်သတိထားအောင်ညံရီ level တစ်ခုထိရှိတယ်ညံရီတစ်ခုထိရှိတဲ့အတွက်ကြောင့်မလို့တို့နိုင်ငံမှာအချိန်ကြီးအာနာထိန်းတယ် AC ပဲကျွန်တော်တို့နိုင်ငံကကြတော့ဘာဖြစ်လဲဆိုတော့အချိန်ကြီးရတက်မလို့အာနာထိန်းတယ်ညင်နေပါတဲ့သူတွေများတဲ့အတွက်ကြောင့်ဒါကြီးကိုပုံကန်စရာတစ်ခုလို့ထင်မှတ်သွားကြတယ်အရှိတရားကိုလက်မခံနိုင်ကြဘူးသူအာနာထိန်းမှာပေါ့အေးပေါ့ဟိုမှာမဲခိုးပြီးတော့ဟိုမဲပေးရဲ့လူကြီးရဲ့၄ပုံတစ်ပုံလောက်ကမှတမမှုဖြစ်နေတာဦးမဖြေရှင်းမဲနဲ့အာနာလိုချင်နေမှတော့တက်မလို့အာနာထိန်းမှာပေါ့ဒီလိုမျိုးလေးအမှန်တိုင်းမမြင်နိုင်ဘူးပေါ့နော်မမြင်နိုင်ဘူးသူတို့နိုင်ခြင်းနဲ့ပါလီမနိုင်လို့အာနာထိန်းနေပါညာဒီလိုတွေလျှောက်ပြောကြတာပေါ့တကယ်ဟုတ်လားမဟုတ်လားသိချင်ခင်ဗျားတို့တကယ်ပဲမင်းမတော်ဖြစ်ခဲ့တဲ့အကြောင်းတွေကိုအဲ့မှာ website တွေမှာတင်ပေးထားတော့ပဲပညာတက်တယ်ဆိုလို့ရှိရင်ဝင်ကြည့်လိုက်ပေါ့နော်အဲ့လိုပြောင်းရင်းနေမယ်အစားပညာတက်တယ်ထင်ကိုငါဒီဉာဏ်ရည် level အဆင့်အတန်းတစ်ခုမှရှိတယ်လူတစ်ယောက်လို့ကိုသတ်မှတ်ထားတယ်ဆိုရင်သွားကြည့်ပါလေ့လာကြည့်ပါအဲ့ website တွေမှာမင်းမတဘာမှုတွေဘယ်လောက်ထိဖြစ်ခဲ့တာလဲဆိုတာလေကိုယ့်ကိုလေ့လာပြီးတော့ကိုယ့်ရဲ့ဉာဏ်သွေးလေးနဲ့သူများကို like ဆဲနေပါစားဆဲရင်နဲ့ဆင်းရဲသွားမယ်အစားလေ့လာကြည့်ပါနော်အဲ့လိုလေးပြောချင်တယ်နောက်တစ်ခုကအဲ့ smooth ပကံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီရောက်ကျမနဲ့ဒါသတင်းအပေးယူလာလုပ်တယ်အမျိုးသမီးတူပါဘာအပေးယူလာလို့လဲဆိုတော့အမားရဲ့စမှုပကံမှာတဲ့အဲ့ဒီစကားရုံတင်မဲ့နေရအောင်ကျွန်မသိရပေါ့နော်ဒီနေရာမှာတင်ပါဆိုတော့သူ့ရဲ့ time location link လေးနဲ့ကျွန်မကိုလာပြတယ်ဟုတ်ကဲ့ပေါ့အဲ့တော့ကျွန်မအမနေတဲ့တရင်အပေးယူလုပ်ချင်တယ်တဲ့ဘာပေးယူလုပ်မှာလဲဆိုကျွန်မအားတဲ့အဲ့စမှုပကံရုပ်ရှင်ရုံတင်နေနေကြရင်တဲ့ကျွန်မဒါရုပ်ရှင်ရုံကိုလာကြည့်တဲ့သူတွေပေါ့နော်အဲ့သူ့မှာ team လေးရှိတယ်ပေါ့အဲ့ team ကလူကအဲ့မှာဒီရုပ်ရှင်လာကြည့်တဲ့သူတွေကိုသူတို့ record လုပ်ပြီးထားမယ်ပေါ့နော်စီးရင်လေးနဲ့ list လေးလုပ်ပြီးထားမယ်ပေါ့သူလက်မှတ်ဝဲတဲ့သူတွေကိုလည်းသူတို့စီမှာ list ရှိတယ်အဲ့စီးရင်လေးကိုသူ list လေးကိုပေးမယ်ပေါ့ပြီးရင်အဲ့လူတွေထိုင်းနိုင်ငံဘယ်နေရာတွေမှာအလုပ်လုပ်နေကြလဲဘယ်အဆောင်တွေမှာနေနေလဲဆိုတဲ့ဟာလေးတွေအဲ့ list လေးတွေအဲ့ဟာလေးတွေသူတို့ပေးမယ်ပေါ့နော်သူ့တော့တစ်ခုပြန်လုပ်ပေးဘာပြန်လုပ်ပေးရမှာလဲလို့ပြောပါလို့ဆိုတော့ရန်ကုန်မှာတဲ့ဒီပေါ့နော် UG အဖွဲ့ဝင်တယောက်ပါ
ဒီ mission လုပ်နေတဲ့ UG ဖွဲ့ဝင်တယောက်တဲ့သူ့ရေးစားပေါ့နော်သူကောင်လေးရှိတယ်တဲ့ရှိတော့သူကောင်လေးကသူ့ကိုကာမလိန်တယ်ပြီးတော့အခုရန်ကုန်မှာနောက်ထပ်ကောင်မလေးတယောက်နဲ့အတူတူလက်မထပ်ပဲနေရလို့တော့သူကပြောတာပေါ့နော်အဲ့ဒီလူကိုဖမ်းပေးပါပေါ့သူဒီလည်းပဲရခင်တော့ကဒီ PDF တက်ဖွဲ့ဝင်တယောက်ပဲတဲ့ KIAC မှာသူတို့တင်တန်းတက်သွားတဲ့ KIA တက်တာတယောက်ပဲတဲ့ KIAC မှာတင်တန်းတက်သွားတဲ့ PDF တယောက်ပဲပေါ့နော်အဲ့သူရဲ့ဓာတ်ပုံလေးလာပြတယ်လိပ်စာလေးလာပို့ဒီလိပ်စာမှာသူနေသူ့ကိုဖမ်းပေးပါဆိုတော့ okay တာပေါ့ကျမတို့ဝင်းဖြစ်မဲ့အပေးယူမျိုးလေအဲ့တော့ okay ကောင်းပြီညီမလေးသဘောတူတယ်ဆိုတော့အခု तू ကတော့ဒါ smooth bucket မှာပြမဲ့အဲ့ဒီရုပ်ရှင်မှာလာကြည့်မဲ့သူတွေရဲ့ list တွေကျမတို့ပေးမယ်ပြီးရင်အဲ့ list ထဲမှာပါတဲ့သူတွေပဲမှာနေလဲဆိုတာကို तू သိတဲ့လောက်ကျမတို့ပေးမယ်ပေါ့နော်အဲ့ဒါလေးလည်းရမယ်အဲ့ဟာလေးရရင်လေကျမယူမယ်ပြီးရင်သူဖမ်းစီခြင်းနဲ့တူရဲ့ရှိစားဟောင်းပေါ့နော်အဲ့လိုလည်းကျမတို့ဒါအမြန်ဆုံးအရေးယူနိုင်ရေးဆောင်ရွက်ပါမယ်တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်သွားမယ်ပေါ့နော်ဒါလေးရှိတယ်အဲ့တော့နောက်တဲ့အကြောင်းအရာလေးတစ်ခုကဘာလဲဆိုတော့ lobby ချက်ချက်တတိထားဆိုတဲ့အကြောင်းအရာလေးပေါ့နော်အဲ့တော့ lobby ချက်ချက်တတိထားဆိုတော့ကျမအရန်တတိထားရမယ်ဘာဖြစ်လို့လဲဆိုတော့ကျမမြန်မာဝတ်စုံချက်ချက်လေးတွေကျမအရန်ဝတ်တတ်တဲ့သူပေါ့နော်မြန်မာဝတ်စုံချက်ချက်လေးအရန်ဝတ်တာဖြစ်တဲ့အကြောင်းကျမချက်ချက်တတိထားရမယ်အကယ်၍ဒီထက်ပိုပြီးကြက်သွားမယ်ဆိုရင်လည်းကျက်သီးတွေလည်းပေါက်ထွက်သွားနိုင်တယ်လို့အင်ကြီးလည်းပြဲသွားနိုင်တယ်ပေါ့နော်အဲ့ဒါလေးတော့ရှိတာပေါ့ဆိုတော့ကျမတို့ဒီနေ့ပြောချင်တာကဘာလဲဆိုတော့နိုင်ငံရေးသမားတွေလားတော်လှန်ရေးသမားတွေလားနော်လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တာဒီနိုင်ငံတော်တည်ငြိမ်အေးချမ်းတဲ့အရွေးတစ်ခုရအောင်ဝင်ရောက်ရှင်ပြိုင်တာလားဒါမှမဟုတ်ရင်နိုင်ငံတော်စူပူပုံကန်ပြီးတော့အကြမ်းဖက်အားပေးလို့ထောင်ချခဲ့တာကိုဂုဏ်ယူစရာတစ်ခုလို့သဘောထားသတ်မှတ်ပြီးတော့မဲဆွယ်နေတာကိုတော်လိုင်းအင်အားစုတွေစုစည်းဖို့ကြံစီနေတာကိုနိုင်ငံရေးလုပ်တယ်လို့ထင်ကြလားဒါလေးစဉ်းစားဖို့လိုတယ်ပေါ့နော်ကျမတို့ကဘယ်နိုင်ငံရေးအကျဉ်းသားပေါ်မှာစော်ကားပုတ်ခတ်ဝေဖန်ခဲ့တာမရှိဘူးတိုက်ခိုက်ခဲ့တာမရှိဘူးသို့ပေမဲ့အကြမ်းဖက်အားပေးခဲ့မယ်ဆိုရင်တော့အကြမ်းဖက်အားပေးလုပ်ရက်တွေဆောင်ရွက်နေမယ်ဆိုရင်တော့ကျမတို့လက်ပိုက်ကြည့်ပြီးတော့ညှင်ခံနေမှာမဟုတ်ပါဘူးအဲ့ဒါတော့အခုမှလည်းမဟုတ်ပါဘူးကျမတို့2021ဒီဇင်ဘာထင်ပါတယ်เนาะသူ silent strike ပေါ့เนาะဒီday ပေါ့အဲ့ဒါတွေလုပ်တဲ့ကြရမှာကျမတို့က online မှာဒီအကြမ်းဖက်အားပေးတွေကိုနိုင်ငံဝန်နဲ့ထမ်းပြီးတော့တိုက်ဖြတ်နေတာအခုလို့ဆိုရင်ကျမတို့3နှစ်ကျော်4နှစ်ထဲတော့ရောက်လာပါပြီပေါ့နော်ဒါလေးရှိတယ်ကျမတို့ကဒီလက်ရှိရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမယ်ကိုယ်စားလှယ်တယောက်ချင်းစီတောင်ကျမတို့ respect ထားပါတယ်။ဘာကြောင့်လဲဆိုရင်ဒါနိုင်ငံတော်ကဒါပုံမှန်အခြေအနေမှာကျင်းပတဲ့ရွေးကောက်ပွဲမျိုးမဟုတ်ဘဲနဲ့ပုံမှန်မဟုတ်တဲ့အခြေအနေအကြက်တဲတွေအတိုက်ခိုက်တွေဝေဖန်မှုတွေကြားကနေကျင်းပတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုချင်းချောင်းမှုတွေကြားကနေဝင်ရောက်ရှင်ပြိုင်ကြတဲ့ကိုယ်စားလှယ်တွေတယောက်ချင်းစီတွေကိုကျမတို့ respect ထားပါတယ်။ပါတီတွေအားလုံးကိုလည်းကျမတို့တူညီတဲ့ respect တွေထားရှိပါတယ်။သို့ပေမဲ့တခုရှိတာလေးကနိုင်ငံရေးလုံမာလားဒေါ်လာရေးလုံမာလားပြည်သူတွေကသူတို့ရဲ့ဒီကနေ့ဆိုကျွန်မရိုက်ကူးရေးသွားတာပို့ပြီးတည်တာပါတယ်เนาะပြည်သူတွေကဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့တွေဘာတွေမျှော်လင့်လဲလို့မေးလိုက်တဲ့အခါတိုင်းမှာတင်းကြီးအေးချမ်းတဲ့ဘဝလေးကိုလိုချင်နေတည်တည်ငြိမ်ငြိမ်အေးချမ်းလေးနေထိုင်စားတောက်ချင်နေเนาะကိုရိုစာလေးကိုအေးချမ်းလေးရှာစားချင်နေဆိုတဲ့ပြည်သူတွေအများကြီးပဲခြုံငုံပြီးပြောရရင်သူတို့တင်းကြီးအေးချမ်းတဲ့ဘဝလေးကိုပဲသူတို့လိုချင်တာနိုင်ငံတော်တော်လန်ပုံကံပြီးစုပူထားကြမဲ့သူတွေကိုသူတို့မလိုချင်တော့ဘူးနိုင်ငံတော်ကိုတော်လန်ပုံကံပြီးစုပူထားကြတဲ့သူတွေကိုသူတို့လိုချင်မှတော့သူတို့ဘယ်မဲပေးမလဲဟုတ်တယ်မလားသူတို့ဘယ်မဲပေးမလဲအဲ့တော့မဲပြည်သူတွေကမဲကိုယူပြီးတော့ပြည်သူတွေကမဲကိုလက်ခံကြမဲ့သူတွေကိုယ်စားလှယ်လောင်းတွေအနေနဲ့ကလည်းဆူဆူပူပူလောက်တာကြီးကိုဂုံယူစရာကြီးလို့ပြောပြီးတော့မဲဆွယ်စည်းရုံးနေတာကြီးကိုယ့်ကိုမှန်လားမှားလားကိုယ့်အောင်ပြန်တွေးပါကိုယ့်လူကိုထိန်းပါနော်အဲ့တော့နိုင်ငံတော်တော်လန်ပုံကန်တာအကြမ်းဖက်အားပေးတာကိုဂုံယူစရာကြီးဆိုပြီးတော့မဲဆွယ်စည်းရုံးလိုက်တယ်အဲ့မှာအင်အားစုတွေရလာမယ်ဆိုရင်အဲ့ရလာတဲ့အင်အားစုတွေလည်းပဲနိုင်ငံတော်တော်လန်ပုံကန်ပြီးအကြမ်းဖက်အားပေးမဲ့အင်အားစုတွေပဲဖြစ်လိမ့်မယ်ဒါလေးတတိပေးရပါအဲ့တော့ကိုယ့်လူကိုထိန်းပါကိုယ့်လူကိုမထိန်းမဲနဲ့ဘေးကလူတွေပတ်ပြီးမမဲပါနဲ့ဘေးကလူတွေကထိန်းချောင်းပေးနေရပါကျမတို့ပြည်သူတွေကိုစားကျမတို့ထိန်းချောင်းပေးနေရပါကျမတို့ပြည်သူတွေကိုတကယ်အမှန်တကယ်အေးချမ်းတဲ့ဘဝတွေကိုပိုင်ဆိုင်စေခြင်းနဲ့စိတ်စီတနာနဲ့ကျမတို့ကထိန်းချောင်းပေးနေတာဖြစ်ပါတယ်ဒါလေးသိထားဖို့လိုပါတယ်နောက်တစ်ခုကကျတော့လေခင်ဗျားတို့အခေါ်ပေါ့နော်တက်မတော်အစိုးရကိုအမြင်မကြည့်ဘူးတက်မတော်ကိုအမြင်မကြည့်ဘူးဆိုတဲ့လူလေးတွေနော်အဲ့တော့နိုင်ငံတိုင်းနိုင်ငံသားမှာတက်မတော်ရှိပါတယ်တက်မတော်မရှိတဲ့နေရာတွေမှာသွားနေပါတက်မတော်မလိုလားရင်တက်မတော်မရှိတဲ့တက်မတော်တွေမရှိတဲ့နိုင်ငံတွေမှာခင်ဗျားတို့သွားနေပါအဲ့ဒီနိုင်ငံတွေကအကျဉ်းပါရွေးကောက်ပွဲကိုခင်ဗျားတို့သွားပြိုင်ကြပါနော်တက်မတော်ကိုစန့်ကျင်တာကိုဂုဏ်ယူစရာတခုလို့သတ်မှတ်ထားရင်တော့လက်ရှိတက်မတော်ရှိနေတဲ့နိုင်ငံတော်မှာခင်ဗျားတို့မနေကြတာပိုကောင်းပါတယ်နော်အဲ့ဒါလေးလည်းလာပြောတာပါပြီးတော့နောက်တစ်ခုကကြတော့ဗာလဲဆိုတော့တက်မတော်ကနိုင်ငံတော်ရဲ့အာဏာကိုအရန်လိုချင်တက်မှတ်မောနေလို့ထင်ခဲ့တာမဟုတ်ဘူးအကယ်၍မဲမတ်တပါမှုသာမရှိခဲ့ဘူးဆိုရင်ပြီးရင်မဲမတ်တပါမှုတွေကိုဒါကောင်းကောင်းမွန်မွန်ဖြည့်ရှင်းပေးခဲ့မယ်ဆိုရင်ဒီလိုတွေအာဏာထိန်းစရာအကြောင်းလည်းဖြစ်မလာနိုင်ဘူးမရှိဘူးနော်ကျွန်မအရင်ကလည်းပြောပါတယ်နော်သူတို့2021ခုနှစ် sorry သူတို့2020မှာသူတို့ရွေးကောက်ပွဲလည်းအရန်ကြီးစိတ်ဝင်စားဘူးသူတို့ဘာလုပ်နေလဲဆိုတော့အဲ့မှာမာရဝိစီယဖျားကြီးတဲဖို့စရင်ကြောက်ကြီးကိုစီမင်းကုံစိတ်ကန်းကနေပြီးတော့သူတို့လှည့်အစစ်စစ်လက်အစစ်စစ်နဲ့တဲဖို့ဓာကြီးပဲသူတို့အလုပ်ရှုပ်နေကြတာနော်ဓာကြီးပဲအလုပ်ရှုပ်ပြီးသူတို့တောက်လျှောက်ပဲပြီးတော့မှအဲ့မှာမဲမတ်တပါမှုတွေဖြစ်တယ်
နော်မဲပေးတဲ့ဥယေရဲ့၄ပုံမို့တစ်ပုံမဲမတော်မှမှုဖြစ်တယ်ဒါတွေကိုဖြည့်ရှင်းပေးပါဆိုပြီးအချင်းချင်းတိုက်တွန်းခဲ့ပြီးတော့အာနာမထိန်ချင်လို့ကိုပဲအချင်းချင်းတိုက်တွန်းခဲ့တယ်နောက်ဆုံးမရဘူးအဲ့တော့မလဲတာမချောင်းတာနဲ့သူခင်ဗျာဝင်ထိန်လိုက်ရအောင်နော်ဟိုတို့မှတို့စစ်စင်ရေးတို့ရဲ့နိုင်ငံတော်ရဲ့လေးထုရေထုမြေထုကိုကောက်ဝယ်ပေးဖို့တော့တို့ပါတို့အချိန်နောက်မလောက်ငှအောင်မအားလက်တဲ့ခြားနဲ့နိုင်ငံတော်အာဏာကိုမလဲတာမချောင်းတာတို့ဝင်ထိန်သွားရတယ်အဲ့တော့နောက်တစ်ခုရှိတာကဘာလဲဆိုတော့လက်ရှိရွေးကောက်ပွဲကိုတပ်မတော်ရဲ့ထွက်ပေါက်လို့ပြောတယ်တကယ်တော့တပ်မတော်ထွက်ပေါက်မလို့ဘူးနော်တပ်မတော်ဆိုတဲ့အဖွဲ့အစည်းကထွက်ပေါက်လို့တဲ့အဖွဲ့အစည်းမဟုတ်ဘူးတပ်မတော်မှာနိုင်ငံရေးထွက်ပေါက်ရှိစရာမလိုနိုင်ငံရေးထွက်ပေါက်လည်းမလိုအပ်ဘူးကျွန်တော်နိုင်ငံသားတယောက်ကမေးပါသေးတယ်ဘယ်နိုင်ငံလဲဆိုတော့ကျွန်မထွက်မပြောတော့ပါဘူးရွေးကောက်ပွဲလုပ်မှာပေါ့တဲ့အဲ့ရွေးကောက်ပွဲကအဲ့ဒါတပ်မတော်အစိုးရရဲ့နိုင်ငံရေးထွက်ပေါက်ပဲအော် no ဒီအစိုးရနိုင်ငံရေးထွက်ပေါက်လို့တဲ့အစိုးရမဟုတ်ဘူးကျွန်မချက်ချင်းဖြေခဲ့တယ်အဲ့ချိန်တော့ကျွန်မချက်ချင်းဖြေခဲ့တယ်အဲ့တော့အဲ့အကြောင်းလေးကိုလည်းကျွန်မရဲ့အသိမိတ်ဆွေတို့ကျွန်မပြန်ပြောပြရတယ်နော်နိုင်ငံရေးထွက်ပေါက်လို့တဲ့အစိုးရမျိုးမဟုတ်ဘူးတပ်မတော်ဆိုတာလေတပ်မတော်နိုင်ငံရေးအာဏာကိုလည်းလိုချင်တက်မှတ်မောနေတဲ့အဖွဲ့အစည်းမျိုးမဟုတ်ဘူးရွေးကောက်ပွဲတွေလုံးမအာဏာရမှာပါတီတွေကအစိုးရတရက်ဖွဲ့ပြီးအုပ်ချုပ်နိုင်တာ9နှစ်ပဲရှိတယ်ကျမတို့တပ်မတော်ဆိုတာက standard army နော် standard army သူ့မှာ standard တစ်ခုရှိတယ်သူ့မှာနိုင်ငံရေးအာဏာနိုင်ငံရေး power သူ့မှာ standard တစ်ခုရှိတယ်အဲ့တော့သူကနိုင်ငံရေးအာဏာကိုထူးပြီးတော့လိုအပ်နေစရာဘာအကြောင်းမှမရှိဘူးကျတို့ကဟာလာလိုချင်ကျွန်တော်တို့ပြည်သူတွေပြည်သားတွေလက်မှတ်တွေထိုးပြီးတော့တပ်မတော်ကြီးရဲ့ရော့ပါအောင်နောက်နှစ်20လောက်အုပ်ချုပ်ပေးပါအောင်နှစ်30လောက်အုပ်ချုပ်ပေးပါအောင်ဆိုပြီးတော့သွားထိုးပေးကြည့်ဟိုကအလုပ်ရှုပ်တယ်ကျတို့ဒီမှာကျတို့ရဲ့နိုင်ငံရဲ့မှာရေထုမြေထုလေထုတွေကိုကျတို့ကာဝယ်နေရတဲ့အလုပ်နေတော့မအောင်ခင်ဗျနိုင်ငံတော်အုပ်ချုပ်အောင်မှာကျတို့စိတ်ဝင်စားအောင်ဆိုပြီးတော့ပြန်ပေးမဲ့လူမျိုးအဲ့ဒါကြောင့်လည်းအခုရွေးကောက်ပွဲကျင်းပတာပေါ့သူတို့သာတကယ်လိုချင်နေခင်ဗျားတို့တခါတည်းပြောလိုက်ရမကောင်းတော့တခါတည်းတိန်းသွားမှာပေါ့တပ်မတော်သာတကယ်အာဏာငတ်တက်လိုချင်နေရဲဆိုရင်တခါတည်းအာဏာသိမ်းသွားမှာပေါ့အခုတပ်မတော်ဆိုတာနိုင်ငံတော်အာဏာလိုချင်နေတဲ့တပ်မတော်မျိုးမဟုတ်ဘူးအာဏာငန်းဖမ်းနေတဲ့တပ်မတော်မျိုးမဟုတ်ဘူးဒါလေးသိထားဖို့လိုပါတယ်အဲ့တော့ဒီနေ့သတင်းကတော့ကျွန်မဒီလောက်လေးပါပဲနောက်ရက်တင်မှာလည်းဒါထူးခြားတဲ့သတင်းတွေပြီးတော့ပြည်သူတွေတိတိထားတဲ့သတင်းကြောင်းအားလေးတွေကိုထပ်ပြီးတော့ယူဆောင်ခဲ့ပါအောင်မယ်ကျွန်မသစင်ဦးပါရှင်